လေရင်မေနဲ့လေရင်မောင်တွေကဘာကြောင့်အရက်အမောင်းတတ်မှတ်ချက်ရှိတာလဲဒါဟာကြည်ကောင်းရုံတသက်မဟုတ်ပါဘူးအရေးပေါ်အခြေအနေမှာပစ္စည်းတင်တဲ့စင်တွေကိုအလွယ်တကူလွတ်လပ်မိဖို့နဲ့အရေးပေါ်ပစ္စည်းကိရိယာတွေကိုမြန်မြန်ဆန်ဆန်ယူနိုင်ဖို့အတွက်လိုအပ်တဲ့အရက်အမောင်းကိုတတ်မှတ်ထားတာဖြစ်ပါတယ်လေရင်ပေါ်မှာတင်မသိတဲ့လျှို့ဝှက်အိတ်ခမ်းတွေရှိတယ်ခရီးဝေးပြန်တန်းတဲ့လေရင်ကြီးတွေရဲ့ဥပမာဘုံရင်777သို့မဟုတ်787အပေါ်ထက်ဒါမှမဟုတ်အောက်ထပ်မှာလေရင်မှုတွေနဲ့လေရင်မယ်တွေအနားယူဖို့လျှို့ဝှက်လေကားကတဆင့်သွားရတဲ့အိတ်ခမ်းငယ်လေးတွေရှိပါတယ်ခရီးသည်တွေဒါကိုမြင်တွေ့နိုင်မှာမဟုတ်ပါဘူးလေရင်ပေါ်မှာခရီးသည်တည်သွားရင်ဘာလုပ်တယ်လဲတကယ်လို့ခရီးစဉ်အတွင်းခရီးသည်တူမတော်တဆတည်သွားရင်လေရင်မယ်တွေကအဲ့ဒီရုပ်အလောင်းကိုခရီးသည်တွေမရိပ်မိအောင်စောင်းနဲ့ဖုံးပြီးခိုင်ခိုင်မြဲမြဲချီနှောင်ထားကအနောက်ဆုံးတန်းဒါမှမဟုတ်နေရာလွတ်တစ်ခုမှာခရီးဆုံးအထိတိတ်တဆိတ်တည်ဆောင်သွားလိမ့်ရှိပါတယ်လေရင်အိမ်သားတကားကိုအပြင်ကနေဖွင့်လို့ရတယ်အိမ်သားတကားကိုအတွင်းကနေ lock ချထားပေမဲ့ lavatory ဆိုတဲ့ဆိုင်းဘုတ်ပြားလေးကိုမှတ်လိုက်ရင်အပြင်ကနေတကားဖွင့်လို့ရတဲ့ခလုတ်ပါရှိပါတယ်ဒါဟာအရေးပေါ်အခြေအနေမှာလေရင်မယ်တွေခရီးသည်ကိုကူညီနိုင်ဖို့လုပ်ထားတာပါဘာကြောင့်လေရင်ပေါ်မှာအရစ်ကပူမူးတာလဲပေတောင်းကနန်းအမြင့်မှာလေဖိအားနေပြီးအောက်ဆီဂျင်ရရှိမှုနည်းပါးတာကြောင့်သွေးထဲမှာအရက်ပြည့်နှက်မှုကပိုမြန်ပါတယ်ဒါကြောင့်မြေပြင်မှာထက်လေရင်ပေါ်မှာအရက်တောက်တာကပိုပြီးမူးလွယ်စေပါတယ်လေရင်ပေါ်ကရေဟာတန့်ရှင်းမှုအားနည်းနိုင်ပါတယ်လေရင်ပေါ်မှာဖြော်ပြီးတဲ့ကော်ဖီနဲ့လက်ဖက်ရည်တွေမှာသုံးတဲ့ရေဟာလေရင်ရဲ့တိုးလှောင်းကနေကလာတာပါ Wall Street Journal ရဲ့လေ့လာမှုအရအဲ့ဒီရေကန်တွေကိုတန့်ရှင်းရေးလုပ်ခဲတာကြောင့်ဘက်တီးရီးယားပါဝင်မှုရှိနိုင်ပါတယ်ဒါကြောင့်ဖြော်ရည်အအေးဘူးတွေကိုပဲရွေးချယ်သင့်ပါတယ်လေရင်ပေါ်ကအစားအစာတွေကဘာလို့အရသာတိတ်မရှိတာလဲတကယ်တော့အစားအစာကြောင့်မဟုတ်ပါဘူးလေရင်ပေါ်ကအရန်6တွေ့တဲ့လေထုကလူတွေရဲ့အနံ့ခံအာရုံကို80%လောက်ထိပိတ်ပစ်လိုက်တာကြောင့်အစားအစာတွေရဲ့အရာကိုအပြည့်အဝမခံစားရတော့ဖြစ်ပါတယ်လေရင်ပေါ်ကဆောင်းတဲ့ခေါင်းအုံးတွေကအသစ်မဟုတ်ပါဘူးခရီးစဉ်တစ်ခုပြီးတိုင်းဆောင်းတဲ့ခေါင်းအုံးတွေကိုပလတ်စတစ်အိတ်ထဲပြန်ထည့်ပြီးခောက်ထားတတ်ကြပါတယ်အထူးသဖြင့်မနက်စောစောပထမဆုံးပြန်တန်းတဲ့ခရီးစဉ်တွေမှာပဲခေါင်းအုံးနဲ့ဆောင်းအသစ်တွေကိုရနိုင်ခြေများပါတယ်လေရင်မှုတွေပြန်တန်းနေရင်အိပ်ပျော်သွားတတ်ကြတယ်ဒါဟာကြောက်စရာလို့ထင်ရပေမဲ့ပုံမှန်ဖြစ်စဉ်တစ်ခုပါခရီးဝေးပြန်တန်းမှုတွေမှာလေရင်ကိုအော်တိုပိုင်လော့စနစ်နဲ့ထားခဲ့ပြီးလေရင်မှုတစ်ယောက်ကအနားယူချိန်မှာနောက်တစ်ယောက်ကစောင့်ကြည့်ရပါတယ်လေ့လာမှုတစ်ခုအရလေရင်မှု90%ကျော်ကခရီးစဉ်အတွင်းတစ်ခါတလေအိပ်ပျော်သွားလိမ့်ရှိတယ်လို့ဝန်ခံထားကြပါတယ်လေရင်အိမ်သားကအညစ်အကြေးတွေကိုလေထဲမှာစွန့်ပစ်တာပါလေရင်အိမ်သားတွေဟာလေဟာနဲ့လေစုပ်စနစ် vacuum system ကိုသုံးပြီးအညစ်အကြေးတွေကိုလေရင်အနောက်ပိုင်းကတီးတန့်ကန်ထဲမှာတင်ထားပါတယ်လေရင်ဆင်းသက်ပြီးမှအဲ့ဒီကန်ကိုမြေပြင်ဝန်ထမ်းတွေကစုပ်ထုတ်ရှင်းလင်းကြတာပါ